ကန်ကကျင်းစာတဲ့နန်းတော်ဘရင်တွေတောင်မနေရဲပဲစွန့်ပစ်ခဲ့ရတဲ့ပကံနန်းတော်ရာရဲ့ကြောက်စရာကျင်းဆောင်ပရိသတ်များအားလုံးပဲမင်္ဂလာပါသုတအိမ်ကနေကြိုဆိုလိုက်ပါတယ်ပကံမြေရဲ့ထောင်ပေါင်းများစွာသောဇီဒီပထိုးတွေကြားမှာလူတွေတတိမထားမိကြတဲ့ဓမ္မမဟုတ်တမင်တကာမေးထားကြတဲ့နေရာတစ်ခုရှိခဲ့ပူပါတယ်အဲ့ဒါကတော့ဖုံးတကူကြီးမားတဲ့ပကံဘရင်တွေတောင်မနေရဲပဲစွန့်ပစ်ခဲ့ရတယ်လို့ဆိုရင်ကျင်းစာတဲ့ပကံနန်းတော်ဟောင်းနေရာဖြစ်ပါတယ်ပကံခင်းရဲ့အထွတ်ထိပ်ကာလတွေတုန်းကပေါ့အေယာရီမြေကန်တဲ့ဖူးမှာရွှေရောင်ဝင်းလက်နေတဲ့နန်းတော်ကြီးတစ်ခုတည်ရှိခဲ့ပူပါတယ်။အဲ့ဒီနန်းတော်ဟာပကံရဲ့အာနာဆက်ဗဟိုချက်ဖြစ်ပေမဲ့ညရောက်ရင်တော့ဘသူမှမသွားရတဲ့တုတ်တန်တစားပြင်လို့တိတ်ဆိတ်ခြောက်ခြားဝယ်ကောင်းနေတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီနန်းတော်ရဲ့အုံမြစ်တွေအောက်မှာမကျွတ်မလွတ်တဲ့ဝိညာဉ်တွေရာဇပလင်ပေါ်မှာကြာခဲ့တဲ့သွေးဆက်တွေနဲ့ဖြေဖြောက်လို့မရတဲ့ကျိန်စာတွေရှိနေလို့ပါပဲ။ရွှေခဲပကံမှာနန်းတော်ဆောက်ရင်မြို့တည်ရင်မျိုးစာကျွေးရဲဆိုတဲ့ကြောက်စရာဒလေးတစ်ခုရှိခဲ့ဘူးတယ်လို့ရာဇဝင်တချို့ကဆိုပါတယ်။ဒါဟာအသက်ရှင်လေးရဲ့လူကိုမြေမြုပ်ပြီးတော့မျိုးဆောင်နဲ့အဖြစ်တာဝန်ပေးတဲ့သဘောပါ။ဒီနန်းတော်ကိုစတင်တည်ဆောက်စဉ်ကတည်းကမမှန်ကန်တဲ့နီလန်းတွေရက်ဆက်တဲ့ရရရာတွေနဲ့စတင်ခဲ့တယ်လို့ဆိုပါတယ်။နန်းတော်ကြီးရဲ့အတိုင်းကြီးလေးတိုင်အောင်မှာအပြစ်မဲ့သူတွေကိုစတေးခဲ့ရကြောင်းဒီနန်းတော်ဟာစတင်ဆောက်လုပ်ပြီးစီးချိန်ကတည်းကအပူမီးတွေနဲ့တောက်လောင်နေခဲ့ရပါ။နန်းတော်ထဲမှာညဘက်ဆိုရင်နေရံတွေကနေညှဉ်းညူတန်နေကြရတယ်။တိုင်လုံးကြီးတွေစီကနေသွေးညင်နှံတွေရနေတတ်တယ်လို့နန်းတွင်းသူနန်းတွင်းသားတွေကတီတူပြောဆိုခဲ့ကြပါတယ်။ဒီနန်းတော်ရဲ့ကျင်းစာကိုအဆိုးရွားဆုံးဖြစ်စေခဲ့သူကတော့ပကံရာဇဝင်မှာအရက်ဆက်ဆုံးလို့နာမည်ကြီးတဲ့နရသူမင်းလက်ထက်မှာလို့ယူဆရပါတယ်။နရသူမင်းဟာခမဲတော်အလောင်းစီသူမင်းကြီးကိုရွှေကူကြီးဖျားထဲမှာခေါင်းအုံနဲ့ဖိတက်ခဲ့သူအကိုတော်မင်းရှင်စောကိုအစိတ်ခတ်တက်ခဲ့သူဖြစ်ပါတယ်။သူနန်းတက်တဲ့ချိန်မှာဒီနန်းတော်ကြီးဟာလူသက်ကွင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ရာဇဝင်တွေအရနရသူမင်းဟာသူ့ကိုလောက်ကြံမှာကြောက်တဲ့အတွက်နန်းတော်ထဲမှာအိတ်ဆောင်ကိုနေရအမျိုးမျိုးရွှေ့အိတ်လေးရှိပါတယ်။ဒါပေမဲ့သူပဲနေရာမှာပဲအိတ်ညတကောင်ရောက်ရင်သူခမဲတော်ရဲ့ဝိညာဉ်ကလာရောက်၆လက်နာကိုခံရတယ်လို့ဆိုပါတယ်။နရသူမင်းငါ့ကိုတတ်ရက်တယ်။မင်းလည်းအသေးဆုံးနဲ့တေးရမယ်ဆိုတဲ့အတန်ကြီးကိုနန်းတော်ဆောင်အနှံ့အပြားကနေပဲ့တင်ထက်ကြားနေရတတ်ပါတယ်။နရသူမင်းဟာနောက်ဆုံးမှာတော့အိန္ဒိယကလာတဲ့လောက်ကျန်သူ၈ယောက်ရဲ့လက်ချက်နဲ့ဒီနန်းတော်တွေမှာပဲဥပွင့်ပြီးတော့တည်ဆုံးခဲ့ရပါတယ်။သူရဲ့သွေးတွေဟာနန်းတော်ချမ်းမြေပေါ်မှာပြန့်ကျဲခဲ့ရပါတယ်။အဲ့ဒီအချိန်ကနေစပြီးတော့ဒီနန်းတော်ဟာဘယ်ဘရင်မှနေလို့မရတော့တဲ့နေရာဖြစ်လာပါတော့တယ်။နရသူမင်းရဲ့မကြွမလွတ်တဲ့ဝိညာဉ်ဟာနန်းတော်ထဲမှာလှည့်လည်သွားလာနေပြီးတော့နန်းတက်လာတဲ့နောက်ဘရင်တွေကို၆လက်အောင်ဖျားနာအောင်လုပ်တာတွေဖြစ်လာပါတယ်။နောက်ဆက်ခံတဲ့ဘရင်တွေဟာဒီနန်းတော်မှာစံမြန်းဖို့ကြိုးစားပေမဲ့ညဘက်ဆိုရင်စစ်ချီတန်းလို့လူသက်ပွဲကျင်းပနေတယ်လို့အတန်ဆိုးကြီးတွေကြားရခြင်းဘရင်တွေအကြောင်းမဲ့ဖျားနာပြီးစိတ်ဖောက်ပြန်လာခြင်းမီးမကြာခဏလောင်ကျွမ်းခြင်းစတဲ့နမိတ်ဆိုးတွေဇက်တိုက်ကြုံတွေ့လာရပါတယ်။နောက်ဆုံးမှာတော့ပကံဘရင်တွေဟာဒီနေရာမှာဆက်နေရင်တိုင်းပြည်ပါပျက်စီးလိမ့်မယ်လို့ယုံကြည်လာကြပါတယ်။ပညာရှိပုံသားတွေရဲ့အဟောအရဒီမြေဟာသွေးမြေကျထားတဲ့အတွက်ကျင်းစာတင်နေပြီးနန်းသစ်တီမှရမယ်ဆိုပြီးတော့ဒီနန်းတော်ကြီးကိုစွန့်ခွာခဲ့ကြပါတယ်။ယနေ့ခေတ်ရှေးဟောင်းသူသေသနာအတွေ့ရှိချက်တွေအရပကံနန်းတော်ရာကိုတူးဖော်တွေ့ရှိထားပေမဲ့တကယ်ကျင်းစာသိမ်းခဲ့တဲ့နန်းတော်နေရာအစိမ့်မှန်ကဘယ်နားမှာလဲဆိုတာကိုတော့ဘယ်သူမှအတိအကျမပြောရဲကြပါဘူး။တချို့ကလည်းအေယာရီမြေကန်နဖူးကနာမည်ကြီးဟိုတယ်ဝင်းကျင်ဟာရှေးဟောင်းနန်းတော်ရာဖြစ်ပြီးအဲ့ဒီနေရာမှာထူးခြားဆန်းကျယ်တဲ့ဖြစ်ရပ်တွေရှိတတ်တယ်လို့တီတိုပြောကြပါတယ်။ဟိုတယ်ဆောက်လုပ်စဉ်ကမကြာခဏအနောက်အရှက်တွေကြုံရတော့ညဘက်ဆိုရင်ရှေးခေတ်ဝစ်စုံတဲ့လူတွေကိုရိတ်ခနဲတွေ့ရတာမျိုးတွေရှိတတ်တယ်လို့ဆိုပါတယ်။အချုပ်ပြောရရင်တော့ပကံခေတ်ကအင်မတန်ခမ်းနားခဲ့တဲ့ရွှေနန်းတော်ကြီးဟာအာနာရင်မှုသွေးစွန်းမှုနဲ့ရက်စက်မှုတွေကြောင့်နောက်ဆုံးမှာတော့ဘရင်တွေတောင်မနေရတဲ့ကျိန်စာတဲ့အနေမြေအဖြစ်နှီးကုန်းချုပ်ခဲ့ရပါတယ်။တကယ်လို့တင်ပကံကိုရောက်လို့ညနေစည်းစာအချိန်ရှေးဟောင်းအုပ်ရိုးဟောင်းတွေနာရောက်ခဲ့ရင်လေးတိုက်တန်ကိုတေချာနားထောင်ကြည့်ပါ။ငါပလင်ကိုပြန်ပေးဆိုတဲ့ရှေးဘရင်တစ်ပါးရဲ့ရှိုက်တန်သေးသေးကိုများကြားရလိမ့်မလား။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။